အသက်83နှစ်အရွယ်ဒီအဘွားအိုဟာပေ60ကျော်မြင့်တဲ့တစ်ပင်ထမှာအေးလူလူထိုင်ရင်းပန်းတလုံးကိုမြင်ရရက်ရှက်စားနေပါတယ်။ဒါဟာနှစ်ပေါင်း60လုံးသူမနေ့တိုင်းလုပ်နေကြအလုပ်ဖြစ်ပြီးလူတွေကတော့သူမကိုပြန်လွှားရှင့်မင်းသမီးကြီးလို့ခေါ်ကြပါတယ်။ရှင်လေးတကောင်လိုပဲတစ်ပင်ကနေတစ်ပင်ကိုဖြစ်လက်တက်ကြွစွာနဲ့ကူးလူလှုပ်ရှားနိုင်တာပါ။ခင်မင်းဖြစ်သူစောစီကွယ်လွန်သွားခဲ့ပြီးနောက်သူမဟာမိသားစုဝိုင်းရဲကိုတကိုယ်တော်ရုန်းကန်ခဲ့ရပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း30ကစာလောင်နေတဲ့သားသမီးတွေကိုကျွေးမွေးဖို့အတွက်တစ်ပင်တွေပေါ်တက်ပြီးထင်းရှူးစေတွေတစ်အဲသီးတွေကိုစတင်ခူးဆွတ်ထဲတာပါ။သူမဟာအမြင့်ကိုလည်းမကြောက်အန်ဒီယေကိုလည်းမမှုတယ်လို့တယောက်တည်းအထီးချန်ရတာကိုလည်းဂရုမစိုက်ပါဘူး။ဘာအကားဝဲချိုးဘာအထူးကိရိယာမှလည်းမသုံးပါဘူး။ခြေပလားနဲ့ဒါမှမဟုတ်တာမန်ချီအိတ်လေးတစ်စုံဝတ်ပြီးတော့ပဲတတ်တာပါ။ခံရထန်ချက်တွေနဲ့ပြည်နေတဲ့သူမရဲ့လက်နဲ့ခြေတွေဟာပေ90ကျော်မြင့်တဲ့တစ်ပင်အဖျားတွေကိုအလွယ်တကူပဲတွားတက်သွားနိုင်ပါတယ်။တခါက professional ကိရိယာအပြည့်စုံဝတ်ထားတဲ့လူငယ်တွေဟာသူမကိုစိန်ချောင်ပြီးတစ်ပင်ပြိုင်တက်ခဲ့ကြပြီမဲ့အဘွားရဲ့နောက်မှာအဝေးကြီးကြံရစ်ခဲ့ကြပါတယ်။အဘွားကပြုံးပြီးငါငယ်ငယ်တည်းကတက်လာတဲ့တစ်ပင်တွေကိုယောက်ျားလေးတွေဘယ်မီမလဲလို့တောင်စားနောက်ခဲ့ပါသေးတယ်။တစ်ပင်အဖျားကိုရောက်တာနဲ့သူမကတစ်ပိုင်းတွေကိုဆွဲလှုပ်လိုက်ပြီးထင်းရှူးဆဲတွေကိုမိုးပတ်တယ်လို့တဖွဲဖွဲကြွေးကြော့စီပါတယ်။အောက်ခြေမှာနာယီဝက်လောက်ကောက်ရမယ့်အလုပ်ကိုသူမကတစ်ပင်ပေါ်မှာ10မိနစ်တည်းနဲ့အပြီးတက်ပစ်တာပါ။ဒါပေမဲ့ရိုက်ခူးနေတော့မှပဲသူမနင်းထားတဲ့တစ်ကွိုင်းကဖြန်းကနေကျိုးကျသွားခဲ့ပါတယ်။အောက်မှာရှိတဲ့လူအားလုံးလန့်အောင်ကုန်ကြပေမဲ့သူမကတော့နောက်ထပ်တစ်ကွိုင်းတစ်ကွိုင်းကိုလေထဲမှာတင်လှပစွာလှမ်းဆွဲဆိုင်လိုက်ပြီးဘေးအန်ဒီယေကိုတီးတီးလေးကြော်ဖြတ်သွားခဲ့ပါတယ်။လေကတထင်းကိုမှားနှိမ့်မိလိုက်တယ်လို့မျိုးဘာမှမထိခဲ့တယ်လို့ဆက်ပြီးတက်သွားတာပါ။အခုတော့သူမရဲ့သားဟာကိုပိုင်မိသားစုနဲ့အရွယ်ရောက်နေပါပြီ။သူတို့ရဲ့အကြီးမားဆုံးသောစိုးရင်ပူပန်မှုကတော့အဘွားရဲ့နေ့စဉ်တစ်ပင်တက်တဲ့အလုပ်ပါပဲ။အမေရဲ့နောက်ဆိုတစ်ပင်မတက်ပါနဲ့တော့အရန်အန်ဒီယေများလုံးလို့ပါတောင်းပန်ပါလေလို့သားသမီးတွေကငိုယိုတောင်းပန်ကြပါတယ်။သားဖြစ်သူကသူမအကြိုက်ဆုံးတစ်ပင်ရဲ့တစ်ကွိုင်းတွေကိုလမ်းပိတ်တဲ့အခြေအနေနဲ့ခိုးခုတ်ပစ်တဲ့အထိလုပ်ခဲ့ပါသေးတယ်။မိသားစုတစ်ခုလုံးအရေးပေါ်အစည်းအဝေးလုပ်ပြီးသူမတစ်ပင်တက်တာကိုတညီတညောက်နဲ့ကန့်ကွက်ခဲ့ကြပါတယ်။အဘွားဟာအဆူခံရတဲ့ကလေးလိုမျက်နှာငယ်လေးနဲ့ဒါဆိုရင်လဲခိုးပြီးတက်ရတာပေါ့လို့တိုးတိုးလေးညီးသွားရှာပါတယ်။ဆရာဝန်ရဲ့စစ်ဆေးချက်အရသူမရဲ့ဒူးစစ်တွေမှာအဆစ်အမြင့်ရိုးကရှိပြီးဒီအမြင့်ကနေပြုတ်ကျရင်အသက်အန္တရာယ်ရှိတာမို့မိသားစုဝင်တွေကပိုပြီးတင်းကျပ်လိုက်ပါတယ်။နောက်ဆုံးတော့သူမဟာတစ်ပင်မတက်တော့ပဲအိမ်မှာပဲနေပါမယ်လို့ကတိပေးလိုက်ရတော့ပါတယ်။အခုဆိုရင်သူမဟာအိမ်အဖင်ကွင်းပင်လေးမှာထိုင်ပြီးရိုးရိုးချီအိတ်တွေကိုဖာထုံးနေတာပဲမဲ့သူမရဲ့မျက်လုံးတွေကတော့ဝေးကွာလာတဲ့တောင်တန်းကြီးစီကိုခဏခဏငေးမောကြည့်တတ်တာပါပြီးတော့သူမကရုတ်တရက်ရက်ရလိုက်ပါတယ်ပြန်လွှားရှင်ဆိုတဲ့နာမည်ကဘဝကငါ့ကိုပေးတာမဟုတ်ဘူးငါပါတာရှင်ထန်ချင်းနဲ့ရုန်းကန်ပြီးရှာဖွေခဲ့တာအဲ့ဒီစင်းရဲမွဲတေခဲ့တဲ့နှစ်တွေတုန်းကမိသားစုရှင်ထန်ဖို့အတွက်တောထဲကြီးမှာငါဒီလိုပဲကျင်လဲခဲ့တာဒီတစ်ပင်တွေကိုငါထင်းရောက်လို့ရတဲ့ပတ်စံလေးတွေနဲ့ဝယ်ပြီးငါလက်ကိုငါတိုင်တပင်ချင်းဆက်ပြုတ်ခဲ့တာဒီတစ်ပင်တွေဟာငါရဲ့သားသမီးတွေပါပဲငါကသူတို့ကိုကျွေးမွေးပြုစုခဲ့တယ်လို့သူတို့လည်းငါရဲ့သားသမီးတွေကိုပြန်ပြီးမွေးမြူပေးကြတာပေါ့